ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့လျှက်စစ်မီးတွေကအိမ်ထဲကိုဘယ်လိုရောက်လာတာလဲမီးကလုတ်နှိမ့်လိုက်တာနဲ့လင်းလာဖို့နောက်ွယ်မှာစနစ်တကျအချိတ်ဆက်ထားတဲ့အဆင့်တွေရှိပါတယ်ဒီနေ့မှာတော့ transformer ကနေမီးတီးမီးချောင်းတွေစီအထိလျှက်စစ်စီးစင်းပုံကိုအကျိုးတော်ကြည့်လိုက်ရအောင်ဗျပထမဆုံးအဆင့်အနေနဲ့လမ်းဘေးက step down transformer ကနေစပါတယ်အဲ့ဒီကနေထွက်လာတဲ့ 3 phase 4 wire ထဲကမှအိမ်တုံးအတွက် line မီးချိုးတစ်ပင်နဲ့ neutral ချိုးတစ်ပင်ကိုခွဲထုတ်ပြီးတွေ့တန်းလိုက်ပါလေအဲ့ဒီကျိုးနှစ်ပင်ဟာအိမ်ရှက်က energy meter ဖောက်ထက်ကိုအရင်ဆုံးဝင်ရပါတယ်ဒါမှကျွန်တော်တို့တစ်လကိုမီတာဘယ်လောက်သုံးလဲဆိုတာတိုင်းတာလို့ရမှာပါမီတာကနေတစ်ဆင့်အိမ်ထက်က main box distribution board စီကိုဆက်သွားပါမယ်အိမ်ထဲရောက်ရင်တော့ under ကင်းဖို့ကအထီးကပဲအရင်ဆုံး 24 MCB main breaker ကိုဖြတ်ပါတယ်သူကတော့လျှက်စစ်အားအလုံးအကျွမ်းချစ်တာနဲ့ short ဖြစ်တာကိုကာကွယ်ပေးတာပါနောက်တစ်ခုကတော့အရေးကြီးဆုံး 24 RCD residual current device ပါသူကတော့မတော်တဆတက်လိုက်တာဒါမှမဟုတ်မီးရောစင်တာရှိရင်ချက်ချင်း trip သွားပြီးအသက်အန္တရာယ်ကိုကာကွယ်ပေးမှာပါအဲ့ဒီကနေမှတစ်ဆင့် one pole sub breakers ခေါ်တဲ့ MCB အသေးလေးတစ်စီကိုခွဲဝေပေးပါနဲ့မီးချောင်းတွေအတွက် breaker တစ်ခု socket ဖလားပေါက်တဲ့အတွက် breaker တစ်ခုစသဖြင့်အဆင့်ဆင့်ခွဲထားလာကြောင်းဖြူဖြင်ထိန်းရတာပိုလွယ်ကူစေပါတယ်ဒါဆိုရင်တော့မီးခလုတ်ဖွင့်လိုက်တော့နဲ့ lighting စနစ်တွေ socket တွေမှာလက်စစ်မီးကိုဘေးကင်းစိတ်ချစွာအသုံးပြုနိုင်ပြီပေါ့အခုလိုဗဟုသုတတွေကိုစင်ဆက်မပြတ်သိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ follow လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးပဲဘေးကင်းပြီးလက်စစ်အန္တရာယ်ကင်းဝေးကြပါစေ